ကယ်လီဖိုးနီးယားလို့ပြောလိုက်တာနဲ့ရွှေရောင်လွှမ်းနေတဲ့ကမ်းခြေတွေဟောလိဝုဒ်တောင်ကုန်းတွေကြော်ကြားသူတွေရဲ့အိမ်ကြီးအိမ်ကောင်းတွေနဲ့ရုပ်ရှင်တွေထဲမှာတွေ့ရတတ်တဲ့တိုးတက်စီကားမှုတွေကိုပဲကျွန်တော်တို့မျက်လုံးနဲ့တမ်းမြင်မိကြမှာပါဒါပေမဲ့တကယ်အမှန်တရားကတော့ဒီပြည်နယ်ကြီးထဲမှာခန္ဓာထဲဝါမှုတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့အမောင်ဘက်ချမ်းကြီးကလည်းပုံကွယ်နေပါတယ်ဂန်းစတာတွေကရက်ကွက်လိုက်ချဲလဲနေပြီးနေကင်းကြောင်တော်လမ်းမတွေပေါ်မှာတင်မင်းမဲ့စရိုက်မျိုးစုံဖြစ်ပျက်နေတဲ့အောက်ကလန်မျိုးရဲ့ဖျို့ဖျဲအကြောင်းအင်တာနက်တွေပါရှာကြည့်လို့ရနိုင်ပါတယ်ဒါပေမဲ့ကယ်လီဖိုးနီးယားရဲ့လှပတဲ့ပုံရိပ်ကိုခြေဖြတ်နေတာကအောက်ကလန်မြို့တစ်ခုတည်းတော့မဟုတ်ပါဘူး။ဆိုနိုရန်တဲကနာရအလဲကောင်မှာတခြားစကြဝဠာတစ်ခုကနေရောက်လာသလားလို့တောင်ထင်ရတဲ့ရက်ရွာလေးတစ်ခုရှိနေပါတယ်။အဲ့ဒီနေရာမှာအစိုးရလည်းမရှိအခြေခံအဆောက်အအုံရဲနဲ့ဥပဒေဘာစည်းကမ်းဘာတစ်ခုမှမရှိတဲ့ဒီမိုကရေစီအစွန်းရောက်မင်းမဲ့စရိုက်အဆန်ဆုံးတီးခြားကဘာလေးတစ်ခုရှိနေပါတယ်။လူတိုင်းကကိုယ့်ဥပဒေကိုထုတ်ပြီးနေထိုင်ကြသလိုတချို့ကြတော့လည်းဘာစည်းကမ်းမှမရှိဘဲနေထိုင်မှုဆုံးဖြတ်ထားကြတဲ့နေရာမျိုးပါဒီနေရာကို Slab City လို့ခေါ်ပြီးအမေရိကရဲ့နောက်ဆုံးလက်ကျန်ဒီမိုကရေစီအဆန်ဆုံးလွတ်လပ်တဲ့မြို့လို့တချို့ကတင်စားကြသလိုဥပဒေမဲ့နယ်မြေလို့လည်းလူသိများပါတယ်ဒါပေမဲ့လက်တွေ့မှာဒါကဘာကိုဆိုလိုနေတာပါလဲလူအများပြားဟာဘာကြောင့်မီးမရှိရေမရှိအပူချိန်ကလည်းမခံမရနိုင်အောင်ပြင်းထန်လာတဲ့ကန္နာရမြေကွက်လက်တစ်ခုအတွက်သူတို့ရဲ့မျိုးပြဘဝတွေကိုစွန့်လွတ်လာကြတာလေဒါဟာစွန့်စားခြင်းအောင်တက်လားဒါမှမဟုတ်ဒီထက်နည်းနည်းတဲ့အကြောင်းပြချက်တွေရှိနေတာလားဆိုတာဒီနေ့မှာတော့ကျွန်တော်တို့ဘယ်လို channel ကနေအမေရိကန်မှာဒီမိုကရေစီအဆန်ဆုံးနေရာတစ်ခုစီကိုခေါ်ဆောင်သွားပြီးမှာပါ Slab City မှာဘဝတွေကဘယ်လိုရှိနေလဲအဲ့ဒီမှာတကယ်တမ်းဘာတွေဖြစ်ပျက်နေလဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်ရအောင်နံပါတ်1ဒီနေရာနဲ့ပထဝီအချက်လက်တွေ Slab City ရဲ့နေထိုင်မှုဘဝတွေကိုမလေ့လာခင်မှာဒီထူးဆန်းတဲ့နေရာလေးဟာမြေပုံပေါ်မှာဘယ်နာရှိလဲဆိုတာအရင်ကြည့်လိုက်ရအောင်သူကကယ်လီဖိုးနီးယားပြည်နယ် Imperial County က Sonoran တဲကနာရအလဲကောင်မှာတည်ရှိနေတာပါဆန်ဒီယေဂိုမြို့ရဲ့အရှေ့မြောက်ဘက်ကီလိုမီတာ160လောက်ပြီးတော့ Los Angeles မြို့ကနေဆိုရင်ကီလိုမီတာ280လောက်နဲ့ Mexico နယ်စပ်ကနေဆိုရင်ကီလိုမီတာ80လောက်အကွာမှာရှိတဲ့6သွေးပူရင်ပြီးလူသူခေါင်ပါတဲ့ဒေသတစ်ခုဖြစ်ပါတယ်။တကယ်တမ်းပြောရရင်တော့ Slab City ကိုတကယ်မျိုးတစ်မျိုးလို့တောင်ခေါ်လို့မရပါဘူး။ကယ်လီဖိုးနီးယားအစိုးရပိုင်မြေပေါ်မှာဖြစ်တည်နေပေမဲ့ဘာမျိုးပြအဆောက်အအုံမျိုးတော်ခမ်းမတွေပြည်သူဝန်ဆောင်မှုဘာတစ်ခုမှမရှိနေပါဘူးမျိုးနာမည်ကတော့ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့စီအခြေဆိုင်စကန်ဟောင်းတစ်ခုကနေကြံရိတ်ခဲ့တဲ့ကွန်ကရစ်အုပ်ခုံစလက်ပြားတွေကိုအစွဲပြုပြီးခေါ်ဝေါ်ထားတာပါဟုတ်ကဲ့အဲ့ဒီသမိုင်းကြောင်းကိုလည်းမကြခင်မှာဆက်ပြီးပြောပြသွားပါမယ်ရာသီဥတုကတော့အသေးငယ်တဲ့သူတွေအတွက်မဟုတ်ဘူးလို့ပဲပြောရပါမယ်ဆောင်းလဒီမှာတော့အပူချိန်15ဒီဂရီကနေ25ဒီဂရီဆဲလ်စီယပ်လောက်ရှိလို့နေလို့ထိုင်လို့ကောင်းပေမဲ့နွေရာသီရောက်ပြီဆိုရင်တော့အခြေအနေတွေကတခြားစီဖြစ်သွားပါပြီ40ဒီဂရီဆိုတာပုံမှန်လိုဖြစ်နေပြီးတချို့ရက်တွေမှာအပူချိန်50ဒီဂရီကျော်ထိအလွယ်တကူထိုးတက်သွားတတ်ပါတယ်6သွေးရဲ့လေထုနဲ့မိုးလုံးဝနီးပါးမရွာတာကအခြေအနေကိုပိုပြီးဆိုးရွားစေပါတယ်မြေပြင်ကပြန်ပြူး6သွေးနေပြီးတဲတွေရှားဆောင်ပင်တွေနဲ့ဖုံးလွှမ်းနေတာပါအနီးနားမှာအခြေခံအဆောက်အုံဆိုတာဘာမှမရှိပါဘူးအရှိတ်ဘက်မှာတော့ဒေတာတွင်းစိုက်ပျိုးရေးလုပ်ငန်းတွေအတွက်ရေတွက်တန်းပေးထားတဲ့ကော်ချလာတူးမြောင်းရှိပေမဲ့ Slab City ထဲမှာတော့အဲ့ဒီလိုအခွင့်အရေးမျိုးမရပါဘူးရေပိုက်လိုင်းတွေမရှိတဲ့အတွက်နေထိုင်သူတယောက်ချင်းစီကကိုနီးကိုဟန်နဲ့ရေရဖို့ဖြည့်ရှင်းနေကြတာပါဒီလိုမျိုးပြင်ပကဘာနဲ့အဆက်အသွယ်လုံးဝပြတ်တောက်နေတဲ့အခြေအနေကိုကြည့်မယ်ဆိုရင်လူတချို့ကဘာကြောင့်မြေပုံပေါ်ကဒီလိုနေရာလေးကိုခိုလုံလာအဖြစ်ရွေးချယ်ကြလဲဆိုတာသဘောပေါက်လောက်ပြီးထင်ပါတယ်တချို့ကတော့အကန့်အသတ်မရှိတဲ့လွတ်လပ်မှုကိုရဖို့အတွက်ဒီလောက်ပြင်းထန်တဲ့အပူချိန်နဲ့အဆောက်အအုံမရှိတာတွေဟာပေးဆက်အကျိုးနတ်ပါတယ်လို့တောင်ဆိုကြပါတယ်ဒါပေမဲ့ဒါတွေဟာကျွန်တော်တို့စောင့်ကြည့်ရမယ့်အပိုင်းဖြစ်ပါတယ်ဒီနေရာလေးဟာအများနဲ့ငြိမ်းချမ်းပြီးချစ်ချင်းမြတ်တာတွေနဲ့ပြည့်နှက်နေတာတော့မဟုတ်ပါဘူးနှစ်စစ်စခန်းဟောင်းကနေဖြစ်လာတဲ့ဥပဒေမဲ့နေပြီအခုဒီနေရာလေးဘယ်လိုဖြစ်လာခဲ့လဲဆိုတာတမိုင်းကြောင်းကိုပြောပြထားပြီးပါပြီဒီအကြောင်းကိုပို့ပြီးသဘောပေါက်ဖို့ဆိုရင်ဒုတိယကမ္ဘာစစ်ကာလစီကိုပြန်သွားကြည့်ဖို့တော့လိုပါလိမ့်မယ်1940ပြည့်နှစ်ပိုင်းတွေမှာအမေရိကန်အစိုးရဟာ Camp Dunlap လို့ခေါ်တဲ့စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးစခန်းတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။အဓိကမြို့ကြီးပြကြီးတွေနဲ့ဝေးရမှာလေရင်ပြစ်အမြောက်တပ်ဖွဲ့တွေနဲ့ရေတပ်သားတွေကိုလေ့ကျင့်ပေးဖို့အတွက်ဗျူဟာကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီစခန်းဟာတရားဝင်အားဖြင့်3နှစ်လောက်ပဲလဲပတ်ခဲ့ပြီးတော့စစ်ကြီးပြီးသွားတဲ့အခါမှာတော့တဖြည်းဖြည်းအရေးပါမှုရောကျလာခဲ့ရကနေ1956ခုနှစ်မှာအပီးတိုင်ပိတ်သိမ်းလိုက်ပါတယ်။အဆောက်အုံတွေကိုဖျက်သိမ်းပြီးအရာအလုံးနီးပါးကိုဖယ်ရှားရှင်းလင်းပစ်ခဲ့ပြီးမြဲတခုတည်းသောအရာကတော့ကြံ့ရိတ်ခဲ့ပါတယ်။အဲ့ဒါကတော့နောက်ပိုင်းမှာဒီနေရာရဲ့နာမည်ဖြစ်လာမဲ့ကွန်ကရစ်အုပ်ခုံကွန်ကရစ်စလက်ပြားတွေဖြစ်ပါတယ်။ဒီနေရာမှာလူနေထိုင်မှုဘာစီမံကိန်းမှမရှိတဲ့အတွက်အစိုးရကဒီမြေကိုကယ်လီဖိုးနီးယားပြည်နယ်အစိုးရစီလွှဲပြောင်းပေးခဲ့ပြီးတော့စွန့်ပစ်ခံနေမြေလိုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီလိုစွန့်ပစ်ခံရတာကနေစပြီးတော့ပထမဆုံးကျူးကျော်အိမ်ဒီလိုဖြစ်လာတဲ့အခြေချနေထိုင်မှုတွေစတင်လာပါတော့တယ်။ပထမဆုံးအနေနဲ့အရင်ကဒီစခန်းမှာလေ့ကျင့်ခဲ့မှုတဲ့စစ်မှုထမ်းအောင်တွေကကြံရစ်တဲ့ကွန်ကရစ်အုပ်ခုံတွေကိုအခွင့်ကောင်းယူပြီးယာယီတဲစခန်းတွေထိုးဖို့ပြန်ရောက်လာကြပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့တနေရာပြီးတနေရာရွှေ့ပြောင်းသွားလာသူတွေနဲ့စွန့်စားသွားလာသူတွေကဒီနေရာကိုစတင်တွေ့ရှိလာကြပါတော့တယ်စီကံမရှိအခွန်မရှိအိမ်လာကားမရှိဘာကြီးကြပ်မှုမှမရှိတဲ့မြေကွက်ကြီးတစ်ခွက်ဖြစ်လာတာကြောင့်အစိုးရရဲ့မျက်ကွယ်မှာနေထိုင်ခြင်းသူတွေအတွက်ကတော့ပြီးပြည့်စုံတဲ့နေရာတစ်ခုလိုဖြစ်လာခဲ့ပါတယ်1980နှစ်ပိုင်းတွေမှာတော့ဒီနေရာရဲ့နာမည်ကျော်ကြားမှုပိုတက်လာပါတယ်တွဲကားတွေစခန်းချခီးသွားခြင်းအကြောင်းတွေအဓိကရေးတဲ့မဂ္ဂဇင်းတချို့က Slab City ကိုတပြားတစ်ချက်မှပေးစရာမလိုပဲကိုယ့်ရဲ့ motor home စီကိုရပ်ထားနိုင်တဲ့နိဗ္ဗာန်ဘုံတစ်ခုအဖြစ်ညွှန်းဆိုရေးသားလာကြပါတယ်အဲ့ဒီလိုနဲ့ပဲဒီလူဖွဲ့စည်းလေးဟာတဖြည်းဖြည်းကြီးထွားလာခဲ့တာဖြစ်ပါတယ်အချိန်ကြာလာတဲ့အမျှ Slab City မှာနေထိုင်သူအမျိုးအစား2မျိုးရှိလာခဲ့ပါတယ်အမြဲတမ်းနေထိုင်သူတွေနဲ့ snowbirds လို့ခေါ်တဲ့ယာဒီအလိုက်လာရောက်သူတွေဖြစ်ပါတယ်အမြဲတမ်းနေထိုင်သူတွေဆိုတာတစ်နှစ်ပတ်လုံးအဲ့ဒီမှာနေထိုင်ကြသူတွေဖြစ်ပြီးတော့ပြင်းထန်တဲ့အပူချိန်တွေကနေကန္နာရရဲ့ခက်ခဲကြမ်းတမ်းမှုအမျိုးမျိုးကိုရင်ဆိုင်ဖြတ်တန်းနေကြသူတွေဖြစ်ပါတယ်ဒီနေ့ခေတ်မှာတော့ဒီအုပ်စုထဲမှာလူ150လောက်ပဲရှိမယ်လို့ခန့်မှန်းရပါတယ်နောက်တစ်မျိုးကတော့ snowbirds စောင်းခုငတ်လို့တင်စားခေါ်ကြတဲ့ယာဒီအလိုက်ဧည့်သည်တွေဖြစ်ပါတယ်သူတို့ဟာဝါရှင်တန်မွန်တာနာတို့လိုပြည်နယ်တွေကနေပြီးတော့ကနေဒါနိုင်ငံကပြင်းထန်တဲ့အရေးတံကနေရှောင်တိန်မှုစောင်းရသည်မှာရောက်လာတတ်ကြသူတွေဖြစ်ပါတယ်သူတို့တွေရောက်လာပြီဆိုရင်တော့ Slab City ရဲ့လူဦးရေက3000ကနေ4000လောက်အထိရှိသွားတတ်တာမို့လို့ရာသီဥတုနှစ်ခုကြားမှာကွာခြားချက်ကအေယာမကြီးဖြစ်နေပါတယ်အပူချိန်50ဒီဂရီနဲ့အထက်ရောက်သွားတတ်တဲ့နွေရာသီမှာတော့လူနီးပါးအကုန်လုံးပြန်သွားကြပါပြီမီးလည်းမရှိအဲကွန်လည်းမရှိနေပူချိန်ကလည်းနည်းနည်းလေးမှမလျော့တာကြောင့်ဆက်ပြီးကြံရိတ်ခဲ့သူတွေဟာကြန့်ခိုင်မှုအရန်ကောင်းမှကိုရပါလိမ့်မယ်။ဆောင်းအောင်ဒီမှာတော့ရာသီဥတုတာယာလာတဲ့မျှ Slab City ရဲ့ပုံစံကလည်းလုံးဝပြောင်းလဲသွားပါတယ်။ပါတီပွဲတွေပစ္စည်းလဲလှယ်တဲ့ဈေးပွဲတော်တွေအစီအစဉ်မဆွဲဘဲနဲ့အလွတ်တန်းတီးခတ်ကြတဲ့ဂီတဖျော်ဖြေမှုတွေနဲ့တူဟစ်ပီဆန်ဆန်လွတ်လပ်တဲ့ခံစားချက်တွေပြည့်နှက်နေတဲ့ဆောင်ရွက်တစ်ခုဖြစ်လာပါတော့တယ်။ဒါပေမဲ့လွတ်လပ်တဲ့နယ်မြေဆိုတဲ့ဒီဂုံသတင်းကနောက်ထပ်ဂုံသတင်းတစ်ခုကိုလည်းတည်ဆောင်လာခဲ့ပါတယ်။အဲ့ဒါကတော့အမြဲတမ်းအကောင့်ဘတ်ဒီမှာရှိနေတာတော့မဟုတ်ပါဘူး။3ဘာကြောင့်ဥပဒေမဲ့မျိုးလို့ခေါ်ကြလဲ။ဥပဒေမဲ့မျိုးဆိုတဲ့နာမည်ပြောင်းဟာရုပ်တရက်အကြောင်းမဲ့ပေါ်လာတာတော့မဟုတ်ပါဘူး။ Slab City ဟာတရားဝင်အတိမတ်ပြူထားတဲ့မျိုးတစ်မျိုးမဟုတ်ပါဘူး။မျိုးတော်ခမ်းမမျိုးတော်ကောင်စီဝင်တွေနဲ့ဘာတရားဝင်အုပ်ချုပ်ရေးရန်တရားမှမရှိပါဘူး။အဲ့ဒီမှာရှိတာကတော့နေထိုင်သူတွေကိုယ်တိုင်အတူတကွနေထိုင်ရေးအတွက်အလွတ်တဘောစီကံတွေတတ်မှတ်ပြီးကိုယ့်ဘာသာကိုအုပ်ချုပ်ကြတဲ့စနစ်မျိုးပဲရှိပါတယ်။ဒါအပြင်ဒီဒေသမှာရဲတပ်ဖွဲ့ရဲ့အဆောင်ချက်ဆိုတာလုံးဝနှီးပါမရှိပါဘူး။ Imperial County ကဒီနယ်မြေကိုကင်းလှည့်ဖို့တာဝန်ရှိပေမဲ့အရန်ကြီးလေးတဲ့ပြဿနာတစ်ခုခုဖြစ်မှသာလဲတာဝန်ရှိသူတွေရောက်လာတတ်တာပါပဋိပက္ခအသေးမွားတွေကိုတော့များသောအားဖြင့်နေထိုင်သူတွေအချင်းချင်းပဲဖြည့်ရှင်းလိုက်ကြပြီးခိုးမှုရန်ဖြစ်မှုလိုမျိုးတာမန်ပြစ်မှုတွေကတော့ဘယ်သူမှကိုသတိမထားမိပဲပြီးသွားတတ်ကြပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့လူအများပြားဟာအမေရိကန်မြေပုံပေါ်ကနေလုံးဝပုံးကွယ်ဖို့အတွက်ပဲ Slab City ကိုတွားကြတာပါတချို့ကအခွန်အခတွေဘေးတွေကိုမပေးခြင်းပဲနေခြင်းုံတတ်ဖြစ်ပေမဲ့တချို့ကြပြန်တော့လဲပိုပြီးကြီးလေးတဲ့ပြဿနာတွေကနေထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်ဒါဟာဒီနေရာကိုလူတိုင်းကကိုယ်စည်းကမ်းကိုထုတ်တဲ့ဘယ်သူမှပိုင်စိုးမှုမရှိတဲ့နေမြေ No Man's Land လို့ပို့ပြီးခံစားရစီပါတယ်။ဒါပေမဲ့အဲ့ဒီလိုပြောလိုက်လို့လုံးဝဗျောင်းဆန်ကမောက်ကမဖြစ်နေရမျိုးတော့လည်းမဟုတ်ပါဘူး။ရဲလည်းမရှိအစိုးရရဲ့အုပ်ချုပ်မှုလည်းမရှိပေမဲ့နေထိုင်သူတွေဟာသူတို့ရဲ့ကိုယ်ပိုင်ကျင့်ဝတ်စည်းကမ်းတွေကိုတော့ဖန်တီးထားကြပါတယ်။တချို့နေရာတွေမှာအတိုင်းအတာတစ်ခုထိစနစ်တကျဖွဲ့စည်းထားတာမျိုးရှိနေပြီးတော့ဒေသခံအုပ်စုတွေကသူတို့ရဲ့ကိုယ်ပိုင်စည်းကမ်းတွေကိုချမှတ်ထားကြပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့Slab City ဟာ American ပြည်ထောင်စုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေသေးပါ။ဒါကြောင့်အမြဲတမ်းတင်းတင်းကြပ်ကြပ်အရေးမယူရင်တော့မှဥပဒေဆိုတာအနှဲငယ်တော့ကြံနေပါသေးတယ်။ဒါနဲ့ပတ်သက်ပြီးခဏနေကြရင်တော့အသေးစိတ်ဆက်ပြီးပြောပြသွားပါမယ်။အခုလိုစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Bello Channel ကို Like and Subscribe လေးလုပ်ထားပေးကြပါခင်ဗျာ။၄ဥပဒေနဲ့ရဲတပ်ဖွဲ့ရဲ့တက်ရောက်မှုကယ်လီဖိုးနီးယားရဲ့ဥပဒေရေးရာဘက်ကိုပြန်လှည့်ကြည့်အောင်လူအများစုထင်ထားတာနဲ့စန့်ကျင်ဘက်အနေနဲ့ဒီမှာလဲဥပဒေဆိုတာနည်းနည်းလေးတော့ကြံနေပါသေးတယ်။ Slab City ဟာ American ပိုင်နက်ထဲမှာရှိနေတာမို့လို့ Imperial County နဲ့ California ပြည်နယ်ရဲ့ဥပဒေတွေတက်ရောက်မှုရှိနေပါတယ်။ဒါဆိုရင်ဥပဒေရှိပါလျက်နဲ့ဘာကြောင့်ဥပဒေမဲ့မျိုးလို့နာမည်ကြီးနေရတာလဲ။အဖြေကတော့ရိုးရိုးလေးပါပဲ။ဒီနေရာမှာဥပဒေစိုးမိုးရေးဆိုတာကအနှဲငယ်မျှတာပဲရှိလို့ပါ။ Imperial County ရဲတပ်ဖွဲ့ကမြေပြင်ကင်းနေတာမျိုးတချို့တော့လောက်တတ်ပါတယ်။လူတက်မှုဒါမှမဟုတ်အကြီးစားမူရစ်စီဝါမှောင်ခိုကူးမှုလိုမျိုးကြီးလေးတဲ့ပြစ်မှုတွေဖြစ်လာရင်တော့စုံစမ်းစစ်ဆေးမှုတွေလုပ်လို့ရှိပါတယ်။ဒါပေမဲ့တကယ်အမှန်တရားကတော့အဲ့ဒီကလူအများစုဟာပြဿနာတီးတီးမွှားမွှားလေးတွေအတွက်နဲ့တော့ရဲစီတိုင်လေးတိုင်တာမရှိကြပါဘူး။ခိုးယူမှုရန်ဖြစ်မှုမူရစ်ဆေးတုံးဆွဲမှုနဲ့သူတစ်ပါးတွဲကားပိုင်တဲ့အခွင့်မရှိဝင်ရောက်မှုလိုမျိုးပြဿနာတွေကိုနေထိုင်သူတွေကပဲညှိနှိုင်းစကားပြောလို့ရရင်ပြော
မရရင်လည်းအင်အားသုံးပြီးကိုယ့်ဘက်သားကိုပဲဖြည့်ရှင်းလိုက်ကြတာများပါတယ်ဒီလိုမျိုးကိုပြဿနာကိုရှင်းတဲ့ယဉ်ကျေးမှုဟာအဲ့ဒီမှာနေထိုင်ကြသူတွေရဲ့ဇယိုက်တဘာဝကနေလာတာပါသူတို့ဟာအစိုးရကိုဂရုမစိုက်သူတွေအုပ်ချုပ်ရေးစနစ်ပေါ်ယုံကြည်မှုမရှိတော့သူတွေဒါမှမဟုတ်လူအဖွဲ့အစည်းရဲ့အပြင်ဘက်မှာပဲလွတ်လပ်စွာနေထိုင်ကြကြသူတွေဖြစ်ပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပိုပြီးကြီးလေးတဲ့အမှုတွေလည်းတကယ်ဖြစ်ပျက်ခဲ့ပါတယ်ဒီဒေတာထဲမှာမက်ဖက်သမင်းတို့ခေါ်တဲ့ရာဘာဆေးပြုတ်လုပ်တဲ့ဓာတ်ခွဲခန်းတွေကိုတွေ့ရှိခဲ့ဘူးသလိုအကြမ်းဖက်ပြစ်မှုတချို့လည်းတည်င်းနေတဲ့ပါလာတတ်ပါတယ်ဒါတွေကပဲဒီနေရာကိုခေတ်သစ်အနောက်ပိုင်းရိုင်းဆိုင်တဲ့ကဘာ Modern Wild West လိုမျိုးဥပဒေမဲ့နယ်မြေအဖြစ်တင်စားခေါ်ဝေါ်နေကြတာပါဒါပေမဲ့နေ့စဉ်ဘဝမှာတော့အတိုင်းဝိုင်းအများစုဟာပြင်ပရဲ့ကြီးကြီးမားမားဆွတ်ဖက်မှုမရှိဘဲအေးအေးဆေးဆေးပဲနေထိုင်ကြပါတယ်ထူးဆန်းတာတစ်ခုကတော့အဲ့ဒီမှာမကြာခဏဆိုသလိုတွေ့ရတတ်တာဟာတာမန်ရဲတပ်ဖွဲ့မဟုတ်ပဲ American နယ်ခြားစောင့်တပ် US Border Patrol ဖြစ်နေတာပါ Slab City ဟာ Mexico နယ်စပ်နဲ့80ကီလိုမီတာလောက်ပဲဝေးတာကြောင့်အရာရှိတွေဟာဂန္နာယာကိုဖျက်ပြီးတရားမဝင်ရောက်လာတဲ့ရွှေပြောင်းနေထိုင်သူတွေရှိမရှိစစ်ဆေးဖို့မကြာခဏကင်းလှည့်လေရှိပါတယ်ဒါကလွှဲရင်တော့ဒီနေရာဟာပြင်ပဆွတ်ဖက်မှုတိတ်မရှိပဲသူနီးသူဟန်နဲ့သူလဲပတ်နေတာပါငါလူအဖွဲ့အစည်းရဲ့လဲပတ်ပုံနဲ့ရှင်တန်ရက်တီအခုမေးစရာမေးခွန်းကြီးတစ်ခုတော့ပေါ်လာပါပြီဒီလူတွေဟာတောက်ရည်မိန်လာစနစ်လှက်စစ်မီအမိုက်သိန်းစနစ်ဒါမှမဟုတ်ရင်စေးရုံစေးကန်ဘာတစ်ခုမှမရှိပဲဘလူတွေများရက်တီနေရတာလေအဖြေကတော့ရိုးရှင်းပါတယ်ကိုကျမကိုဖန်တီးပြီးကိုအားကိုနေရတာပါအဲ့ဒီမှာနေထိုင်သူတွေဟာဘာအများပြည်သူဝန်ဆောင်မှုမှမရှိတာကြောင့်ကိုဘာသာကိုအဆင်ပြေအောင်ကြံဖန်ပြီးနေထိုင်ကြရပါတယ်။ညိုးတော်ခမ်းမလည်းမရှိတဲ့အပြင်မီးဘီလည်းပေးစရာမလိုပါဘူး။အမိုက်ကားလည်းလာမှလည်းမဟုတ်ပါဘူး။ဒီထဲမှာမှရေရရှိရေးဟာအကြီးမားဆုံးစိန်ခေါ်မှုတွေကတစ်ခုပဲဖြစ်ပါတယ်။အနီးနားမှာကော်ချလာဆိုတဲ့ဆယ်မြောင်းတစ်ခုရှိပေမဲ့အဲ့ဒီရေကမတန့်စင်ဘဲနဲ့မတောက်ဖို့တားမြစ်ထားတာပါ။ဒါကြောင့်လူအများစုဟာရေပေါက်စားကားတွေစီကနေဝယ်ကြရတယ်လို့တချို့ကြတော့လည်းအနီးဆုံးဖြစ်တဲ့ဒီလန်မျိုးစီသွားပြီးတော့ရေဘူးကြီးတွေနဲ့သွားတည်ကြရပါတယ်။တိုလောင်လှက်စစ်မီးတွေအတွက်ကတော့ဆိုလာပြားတွေဒါမှမဟုတ်ဓာတ်ဆီမီးစက်တွေကိုပဲအားကိုးကြရပါတယ်။နည်းနည်းပါးပါးပတ်စံစိုက်ထုတ်နိုင်ရင်တော့ရေခဲသစ်သားပန်ကာနဲ့အိတ်ဆောင်အဲကုန်းလိုသုံးနိုင်ပေမဲ့ပတ်စံမရှိရင်တော့ဖျောင်းနိုင်မီးရိမ်နဲ့လားရောင်ကိုပဲအားကိုးရတော့တာပါ။မိန်လာစနစ်ဆိုတာကတော့လုံးဝကိုမေးရမယ့်အရာတစ်ခုဖြစ်သွားပါပြီ။တက်နိုင်သူတွေကတော့အကျန်းတဲ့အိမ်နာချင်းတူးကြပေမဲ့မတက်နိုင်သူတွေကတော့ရေမလိုပဲတက်လို့ရမယ့်အိမ်သာပုံစံမျိုးတွေပုံးတွေကိုပဲကြံဖန်ပြီးသုံးကြရပါတယ်။အမိုက်ပြဿနာဆိုတာကလည်းအတော်လေးကိုခေါင်းခဲစရာဖြစ်ပါတယ်။နေထိုင်သူတချို့ကမျိုးပြင်ကအမိုက်စွန့်ပစ်နေရတွေစီကားနဲ့တွားပစ်ကြသလိုတချို့ကလည်းတွေးတဲ့များအကုန်မီးရှို့ပစ်ကြပါတယ်။လူတော်တော်များများကတော့မြေကွက်လက်တွေတဲကိုပစ်လိုက်ကြတာပါ။စနစ်တကျအမိုက်သိမ်းပေးမဲ့သူမရှိတဲ့အတွက်အမိုက်တွေကတော့တောင်းလို့ရလို့ပုံနေတာဖြစ်ပါတယ်။ဒါဆိုရင်တယောက်ယောက်ကနေမကောင်းဖြစ်တာဒါမှမဟုတ်မတော်တဆဖြစ်ရင်ဘယ်လိုလုပ်ကြမလဲအဲ့ဒါဆိုရင်တော့အခြေအနေကပိုပြီးတော့ရှုပ်ထွေးသွားပါပြီအနည်းဆုံးဆေးရုံဟာကီလိုမီတာ40ဝေးတဲ့ Brawley မြို့မှာရှိတာဖြစ်ပြီးတော့ Slab City ထဲမှာလူနာတင်ကားဆိုတာတစည်းမှကိုမရှိပါဘူးကိုဘသားကိုမသွားနိုင်ရင်ဒါမှမဟုတ်အဲ့ဒီကကိုညီမဲ့သူမရှိရင်တော့ကိုကျမကိုပဲဖန်တီးရတော့မှာဖြစ်ပါတယ်ဒါဟာအခြေခံအဆောက်အအုံတွေနဲ့ဝေးရမှာနေထိုင်ရခြင်းရဲ့ကြီးမားတဲ့စုံစမ်းမှုတစ်ခုဖြစ်ပါတယ်။အဲဒီကစီးပွားရေးစနစ်ကတော့ကုန်ပစ္စည်းချင်းလဲလှယ်တဲ့ဘာတာစနစ်နီးပါးဖြစ်ပါတယ်။လူများစုဟာဝန်ဆောင်မှုချင်းလဲလှယ်ကြပါတယ်။လက်စစ်ကျွမ်းကျင်သူကဆိုလာပြားတက်ဆင်ပေးတယ်။ဟင်းချက်ကောင်းသူကအစားအသောက်ရောင်းတယ်။တချို့ကစက်ပြင်ပေးတာလက်မှုပစ္စည်းပြုလုပ်တာဒါမှမဟုတ်ပြုပြင်ထိန်းသိမ်းမှုအသေးစားလေးတွေလုပ်ပေးပြီးအဓိကလိုအပ်တဲ့ပစ္စည်းတွေနဲ့လဲလှယ်ကြပါတယ်။တရားဝင်ကုန်သွယ်မှုမရှိပေမဲ့ရှင်သန်ရပ်တည်နိုင်တဲ့နည်းလမ်းတွေတော့ရှိနေပါတယ်တကယ်တော့ Slab City ဆိုတာလူတိုင်းအတွက်တော့မဟုတ်ပါဘူးလွတ်လပ်မှုဆိုတာရဲ့နောက်ွယ်မှာရက်ဆက်လာတဲ့စိန်ခေါ်မှုတွေပါလာတတ်ပါတယ်အဲ့ဒီမှာဆက်နေတဲ့သူတွေကတော့အလိုက်တဲ့ပြုပြင်နေထိုင်ကြပြီးမနေနိုင်သူတွေကတော့တက်တာပြပြီးထွက်ခွာသွားကြတာပါ6အနုပညာနဲ့ယဉ်ကျေးမှုဒီမြေကွက်လက်ဟာတစ်ဖက်မှာဘယ်သူမှပိုင်ဆိုင်မှုမရှိတဲ့နေမြေဖြစ်လူသိများသလိုနောက်တစ်ဖက်မှာလည်းအနုပညာဆန်တဲ့ဗတ်ချမ်းကြောင့်နာမည်ကြီးပါသေးတယ်အဲ့ဒီထဲမှာ Salvation Mountain နဲ့ East Jesus လို့ခေါ်တဲ့နေရာနှစ်ခုကထင်ရှားပါတယ်Salvation Mountain ဆိုတာစေးတုပ်ထားတဲ့ကောက်ရိုးတွေမြေအုပ်တွေနဲ့ကွန်ကရစ်တွေနဲ့ဖန်တီးထားတဲ့ဖျားသခင်ဟာချစ်ချင်းမြတ်တာဖြစ်တယ်ဆိုတဲ့သတင်းစကားကိုယုံကြည်သူလန်နက်နိုင်ဆိုတဲ့ဒေသခံတဦးဟာနှစ်ပေါင်း30နီးပါးကြာအောင်ဖန်တီးခဲ့တာဖြစ်ပါတယ်။သူကလှူဒန်းထားတဲ့စေးတုပ်ဘူးတွေကိုလက်ခံယူပြီးတောင်ကုန်းပေါ်မှာတမာကျန်းစာပုတ်ရည်တွေနဲ့ရောင်စုံပကြီးကားတွေကိုတနေကုန်ရေးဆွဲလေရှိခဲ့တာပါ။သူကွယ်လွန်သွားခဲ့ပြီးတဲ့နောက်မှာတော့ဒီတောင်ကုန်းကိုစေတနာဝန်ထမ်းတွေကဆက်လက်ထိန်းသိမ်းကြပြီးကယ်လီဖိုးနီးယားရဲ့အထူးဆန်းဆုံးလေပတ်စရာနေရာတွေကတခုဖြစ်လာခဲ့ပါတယ်။ East Jesus ကတော့ဟောင်းနှွမ်းနေတဲ့တန်တိုတန်စားတွေနဲ့ပြုလုပ်ထားတဲ့အေယာမရုပ်တုကြီးတွေရှိတာလေးဟာပြင်းပကြီးပြကန်းကြီးတစ်ခုလိုပါပဲ။တဲကနာရအလဲမှာစမ်းကြဲတဲ့ခန်းစားချက်ကိုပေးစွမ်းနေပါတယ်။ရှုပ်ထွေးစမ်းပြတဲ့ပကြီးတွေရေးဆွဲထားတဲ့ကားတွေပြီးတော့တစ်ပင်တွေပေါ်မှာဆွဲချိတ်ထားတဲ့အယုတ်တွေနဲ့
ပလင်းဟောင်းတွေနဲ့တိဆောက်ထားတဲ့တတိုင်းတွေဟာဒီနေရာကိုပြန်ကြအနုပညာရှင်တွေအတွက်ခိုးလုံရနိဗ္ဗာန်ဘုံတစ်ခုဖြစ်လာစေပါတယ်။ဒါဟာဘာမဆိုမိမိကိုယ်ပိုင်အနုပညာကိုဖန်တီးနိုင်တဲ့လွတ်လပ်တဲ့နေမြေတစ်ခုဖြစ်လာပြီး Slab City ကိုလာရောက်သူအများစုဟာဒီထူးဆန်းစမ်းတဲ့ဖန်တီးမှုတွေကိုလာရောက်ကြည့်ရှုလေရှိကြပါတယ်။ခွန်လူမှုဘဝအပန်းဖြေမှုတွေနဲ့ထူးဆန်းတဲ့အချက်လက်တွေဒီလူတွေဟာအပျော်ပါးအတွက်ဘာတွေလောက်ကြလဲလို့မေးစရာရှိလာပါလိမ့်မယ်။ Slab City မှာတော့အပန်းဖြေတယ်ဆိုတဲ့အယူအဆကတော်တော်လေးကိုထူးဆန်းပါတယ်။ဒီမှာဈေးဝယ်စင်တာတွေရုပ်ရှင်ရုံတွေအခြေခံအဆောက်အအုံအပြည့်စုံနဲ့အများပြည်သူပိုင်ပန်းညံတွေဘာမှမရှိပါဘူး။ရှိတာကတော့နေထိုင်သူတွေကိုယ်တိုင်ဖန်တီးထားတဲ့ယာယီနေရာလေးတွေနဲ့ပွဲလန်းတပင်ပုံစံမျိုးတွေပဲဖြစ်ပါတယ်။လူသိအများဆုံးနေရာတစ်ခုကတော့ The Range လို့ခေါ်တဲ့လေယာပြင်စင်မြင့်လေးတစ်ခုပါပဲ။ဟောင်းနှမ်းနေတဲ့ဆိုဖာတွေပြန်လည်ပြုပြင်ထားတဲ့ကလပ်ထိုင်တွေနဲ့နည်းနည်းစုပ်ပြတ်နေပေမဲ့သုံးလို့ရသေးတဲ့အတန်ချဲဆက်စနစ်တစ်ခုနဲ့ပြင်ဆင်ထားတာပါ။စနေနေ့ညတိုင်းမှာတော့ဘယ်သူမှဆိုတချင်းဆိုဂီတာတီးကြပြရွတ်ဒါမှမဟုတ်ဖျော်ဖြေမှုတစ်ခုခုပြုလုပ်နိုင်တဲ့အနုပညာပြိုင်ပွဲ talent show လေးတစ်ခုတော့ရှိပါတယ်။ဒါဟာ Slab City ရဲ့အဓိကညဘဝအပန်းဖြေစရာတစ်ခုဖြစ်နေပြီးတော့လူတွေစုဝေးနေကြအတောက်စားတွေတဲလာကြနဲ့တချင်းတီးဆိုရင်ဒါမှမဟုတ်အေးဆေးဆေးစကားစမြည်ပြောရင်ညီးနှက်တဲ့အထိအချိန်ဖြုံးလေးရှိကြပါတယ်။ကဘာကြီးရဲ့အစွန်ဖျားလို့ထင်ရပေမဲ့လည်းဂျိုဒူအင်တာနက်လိုင်းဆက် satellite router တွေတက်ဆင်ထားပြီးအင်တာနက်သုံးနိုင်ဖို့အတွက်ပတ်စံနဲ့ဖြစ်ဖြစ်အလှူငွေနဲ့ဖြစ်ဖြစ်ကော်ဖီရောင်းပေးတဲ့ဒေသခံတွေလည်းရှိပါသေးတယ်။ဒါကြောင့်ဟုတ်ပါတယ်တဲကနိုင်ရအလဲကောင်မှာဖုန်းအားသွင်းအိမ်နီးသားချင်းတွေနဲ့စကားစမြည်ပြောရင်နနက်စာစားနိုင်ပါသေးတယ်။အရာအလုံးကအရန်ရိုးရှင်းနေပေမဲ့ခစ်တဲ့လူငွေဆိုင်ရာထိတွေ့မှုအနည်းငယ်တော့ကြံနေပါသေးတယ်။စောင်းအားဒီမှာဧည့်သည်တွေရောက်လာတဲ့အခါအဝိထဲဟောင်းဈေးကဝစ်စုံတွေနဲ့ကျင်းပတဲ့ပါတီပွဲတွေမီးပုံပွဲတွေနဲ့အစမ်းတကျကျင်းပတဲ့ပွဲလန်းတပင်ပုံစံမျိုးတွေလည်းစီစဉ်တက်ကြပါတယ်။အထက်တန်းကျောင်းသားအရွယ်တုန်းကကာပွဲမသွားဘူးခဲ့တဲ့လူကြီးတွေအတွက်ကာပွဲပုံစံမျိုးတောင်ဖန်တီးပေးရပါသေးတယ်။အရာအလုံးကိုတရားဝင်စီးမြင်ဘာမှမရှိဘဲဖန်တီးမှုအပြည့်နဲ့နေထိုင်သူတွေကပဲကိုယ်တိုင်စီစဉ်ကြတာပါ။ရှစ် Slab City ရဲ့အနာဂတ်လွတ်လပ်မှုဂုဏ်သတင်းတွေရှိနေပေမဲ့ Slab City ရဲ့အနာဂတ်ကတော့မရေရာလှပါဘူး။ဒီမီဟာကယ်လီဖိုးနီးယားပြည်နယ်အစိုးရပိုင်ဆိုင်တာဖြစ်ပြီးအခါအားလျော်စွာဒီ area ကိုရောင်းချဖို့အဆိုပြုချက်တွေထွက်ပေါ်လာလေရှိပါတယ်။ဒီနေရာတစ်ခုလုံးကိုနေအောင်ကြီးစွမ်းအင်သုံးစက်ရုံ solar farm အဖြစ်ပြောင်းလဲဖို့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေလုပ်ဖို့ဒါမှမဟုတ်လေလံပစ်ရောင်းချဖို့ပြောဆိုတမ်းတွေရှိခဲ့ပါတယ်။ဥပဒေအရဒီမြေရောင်းရငွေတွေဟာပြည်နယ်ဆရာမတွေရဲ့ပင်စင်ရန်ပုံငွေတွေရောက်ရှိလာမှာဖြစ်တာကြောင့်ဒီမြေကွက်ကိုဘာလုပ်မလဲဆိုတဲ့ဆွေးနွေးမှုတွေအများရှိနေတာပါဒီအချက်ကိုနေထိုင်သူတွေကလည်းသိကြတဲ့အတွက်နှင်ထုတ်ခံရနိုင်ခြေကိုတွန်းလှန်ဖို့အတိုင်းဝိုင်းအုပ်စုတွေဖွဲ့စည်းပြီးစီယုံလှုပ်ရှားဖို့ကြိုးစားနေကြပါတယ်ဒါပေမဲ့ဒါကလည်းအခက်တွေ့စရာပြဿနာတစ်ခုဖြစ်လာပါတယ်သူတို့ရဲ့အဖွဲ့အစည်းတစ်ချိန်မှာလဲပြိုသွားရင်သူတို့ရဲ့အကန့်အသတ်မဲ့လွတ်လပ်မှုမင်းမဲစရိုက်ပျောက်ကွယ်သွားနိုင်တယ်လို့စီးလုံးမှုမရှိရင်လည်းရုတ်တရက်ကြီးနှင်ထုတ်ခံရမယ့်အနေရရှိနေပါတယ်လောလောဆယ်မှာတော့ Slab City ဟာမရေရာမှုတွေကြားမှာဆက်လက်တည်ရှိနေစေဖြစ်ပါတယ်ဒီလိုပုံစံနဲ့နှစ်ပေါင်းများစွာဆက်ရှိနေနိုင်တယ်လို့တနည်းနည်းတစ်ချိန်မှာတယောက်ကအကုန်ဝယ်ယူလိုက်ပြီးအမေရိကန်ရဲ့ဒီနောက်ဆုံးလက်ကျန်လွတ်လပ်တဲ့မြို့ကိုလုံးဝဖျောက်ဖျက်ပစ်လိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်ရှေ့ဆက်ဘာဖြစ်လာမယ်ဆိုတာဘယ်သူမှတော့မသိနိုင်ပါဘူးဒါပေမဲ့အဲ့ဒီအချိန်မရောက်မချင်းကတော့ဘာမှဆိုဖြစ်သွားနိုင်တယ်လို့ဘာမှလည်းဖြစ်မလာနိုင်တဲ့ဒီတဲကနာရမြေကွက်လက်မှာရှုပ်ထွေးမှုတွေနဲ့ဖန်တီးမှုတွေဟာဒွန်တွဲပြီးဆက်လက်စိုးမိုးနေအောင်မှာဖြစ်ပါတယ်Slab City လို့ခေါ်တဲ့ဒီစမ်းကြဲတဲ့တီးခြားကဘာလေးကြောင်းဘယ်လိုထင်ကြပါလဲမျိုးပြဘဝကိုစွန့်လွတ်ပြီးအခွန်အခတွေဥပဒေတွေနဲ့ဝေးရမှာနေထိုင်ဖို့တဲကနာရရဲ့အပူဒဏ်ကိုရင်ဆိုင်ရဲတဲ့တက်တိမျိုးကျွန်တော်တို့မှာရောရှိရလားကျွန်တော်တို့ရဲ့ရွေးချယ်မှုဘာဖြစ်တဲ့လဲဆိုတာကို comment မှာရေးခဲ့ပေးကြပါတကယ်တမ်းမှာတော့ Slab City ရဲ့ဖြစ်တည်မှုကိုကြည်ကျင်ရဖြင့်ကျွန်တော်တို့အတွက်နာနေတဲ့သင်ခန်းစာတစ်ခုကိုမြင်တွေ့ရနိုင်ပါတယ်အစိုးရနဲ့စီကံမှန်သမျှကိုညှင်းဆန်ပြီးအတိုင်းတာမဲ့လွတ်လပ်ခွင့်ဆိုတာတခုတည်းကိုပဲအစွန်းရောက်တောင်းဆိုလိုက်တဲ့အခါတရားဥပဒေမဲ့ပြီးဇယိုက်ဆိုးတွေစိုးမိုးတဲ့မင်းမဲဇယိုက်အနာဂီအမှောင်ကပါစီရောက်သွားတတ်တယ်လို့တစ်ဖက်မှာလည်းစီးစနစ်နဲ့အမိန့်ဆိုတာကိုအကြောင်းပြပြီးထိန်းချုပ်မှုကိုအစွန်းရောက်ကျင့်သုံးလိုက်ပြန်ရင်လေပြည်သူလွတ်လပ်ခွင့်တွေကိုဖိနှိပ်ချွတ်ချယ်တဲ့ဖက်စစ်စနစ်စီရောက်သွားပြန်ပါတယ်ဒါကြောင့်ဘယ်ဘက်ကမှအစွန်းရောက်တာဟာလူအဖွဲ့အစည်းအတွက်ရေရှည်ငြိမ်းချမ်းမှုကိုမပေးနိုင်ပါဘူးတကယ်တော့အကောင်းဆုံးစနစ်ဆိုတာတခြားသူတွေရဲ့ပုံစံကိုကူးယူတာမျိုးမဟုတ်ဘဲနဲ့မိမိနိုင်ငံရဲ့တမိုင်းကြောင်းမိမိလူတို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ဟန်ချက်ညီညီကိုက်ညီအောင်ဖန်တီးထားတဲ့စနစ်တစ်ခုသာလျှင်တိုင်းပြည်နဲ့လူလူအတွက်အဆင်ပြေဆုံးနဲ့အသင့်တော်ဆုံးအဖြစ်ဖြစ်ပါလိမ့်မယ်။နောက်ထပ်အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Bello Channel ကို Like and Subscribe လုပ်ထားပေးကြပါခင်ဗျာ။ကျေးဇူးအများကြီးတင်ပါတယ်။